တောင်းညွှန်လေရာဩဘာနမိတ်ဗျာဒိတ်တိုက်လာပြည်မြန်မာမို့ရတနာရွှေငွေအတမြာတွေနဲ့သာသနာတရားမှန်ပြည်သားရန်ဟုညီလာခံကြွရောက်တော်မူအောင်မွဲကိုယူ